မင်္ဂလာပါရှင်ဗီယက်နမ်နိုင်ငံရဆိုရင်ဖြင့်မာခီသွားတွေကြားမှာဆွဲဆောင်မှုအရှိဆုံးနဲ့အနှစ်သာရပြည့်ဝနေတဲ့နေရာတစ်နေရာဖြစ်တာကြောင့်တွားရောက်လည်ပတ်တဲ့နိုင်ငံလည်းဖြစ်ပါတယ်ရှင်ဗီယက်နမ်နိုင်ငံကရှေးလျားလုံးနဲ့ကမ်းရိုးတဲ့နိုင်ငံဖြစ်တာနဲ့အညီခက်ဝီနေထားရာတောင်ပိုင်းမြောက်ပိုင်းနဲ့အလယ်ပိုင်းဆိုပြီးတော့၃ပိုင်းရှိပါတယ်ရှင်တချို့ခီးတဲ့တွေကကြတော့ဗီယက်နမ်နိုင်ငံရဲ့တောင်ပိုင်းအလယ်ပိုင်းမြောက်ပိုင်းဆိုပြီးတော့တစ်ချိန်နဲ့နှမ်းဆက်အောင်လည်ပတ်တာမျိုးတွေရှိတယ်လို့တချို့ခီးတဲ့တွေကကြတော့တောင်ပိုင်းသီးသန့်လယ်ပိုင်းသီးသန့်မြောက်ပိုင်းသီးသန့်ဆိုပြီးတော့တွားရောက်လည်ပတ်တာမျိုးတွေလည်းရှိပါတယ်ရှင်ဒီခါမှာတော့ညီမတို့ Nice Fair Travel ကနေပြီးတော့ဗီယက်နမ်နိုင်ငံရဲ့မြောက်ပိုင်းသီးသန့်ခီးစဉ်ဖြစ်တဲ့ဟန်နွိုင်းဟာလောင်းနဲ့စာပါခီးစဉ်လေးကိုလာမယ့်ဖေဖော်ဝါရီလထဲမှာစီစဉ်ထားတာလေးရှိပါတယ်ရှင်။ရှေးဟောင်းငွေသက်တွေဖမ်းကြုံနေတဲ့ရည်ကျင်းမှုမျိုးတော့ဟန်နွိုင်းကိုတွားရောက်လည်ပတ်ကြမယ်။ကြပါကြောဟာလောင်းပင်လယ်ော်ကြီးထဲမှာသမော်စီးနဲ့သမော့ပေါ်မှာအမှတ်တရနေ့လည်စာရေးစားကြမယ်။ပြီးတော့အရန်လာပါတဲ့သဘာဝလိုင်ကူတွေကိုတွားရောက်လည်ပတ်ကြမယ်။သမော်ဒေတာတိုင်းသားတွေရဲ့မတူညီတဲ့ရိုးရာတလေးနဲ့အစားအသောက်တွေကိုလေ့လာမယ်အပြင်ကပ်ရွာလေးထဲမှာလည်းအလှတစ်ပုံလေးတွေရိုက်ကြမယ်။အစားရှိတဲ့နေရာတွေကိုစုံစုံလင်လင်ပို့ဆောင်ပြီးမှဖြစ်တဲ့အပြင်ဟိုတယ်မှာဆိုရင်လည်းဧည့်သည်တော်တွေတက်တောင့်တက်တာရှိစေဖို့အတွက် location ကောင်းတဲ့ 4-star hotel ကိုလည်းစီစဉ်ပေးထားပါတယ်ရှင်။ခရီးစဉ်ကတော့လာမယ့်ဖေဖော်ဝါရီ12ကနေ16ရက်ထိဖြစ်တာမို့လို့အမြန်ဆုံးစာရင်းပေးသွင်းဖို့တော့လိုမယ်နော်။